အားလုံးပဲမင်္ဂလာပါရှင်။ခိုင်ကိုဖတ်ပြပေးချင်တာကတော့ဆရာနေဝန်းတင်ရေးထားတဲ့အပင်ငါးပုံမှာလွတ်ရာသို့ဆိုတဲ့ကြပြလေးပဲဖြစ်ပါတယ်ရှင်။အပင်ငါးပုံမှာလွတ်ရာသို့စစ်တွေမဖြစ်ဘူး။လူကိုမတက်ဘူး။ကြောက်စရာအတန်နဲ့ကြီးတွေနဲ့အကျယ်လောင်ဆုံးပောက်ကွဲမှုတွေမရှိ။တင်လက်စားတေရုံးမြုံနှမ်းတွေနဲ့တင်စရာမရှိတော့တဲ့ကလေးငယ်ခေါင်းမိုးကွင်းထွက်နေတဲ့စာတင်ကျောင်းထဲဒီစွန်းတစားထွက်ကြနေတဲ့လွယ်အိတ်ထဲကဗလာစာအုပ်ထဲမှာအနာဂတ်တွေပါတယ်ရည်မှန်းချက်တွေပါတယ်နောက်ပြီးတွေးပွက်လေးတွေပါနေဘယ်ကကြလာမှန်းတော့မသိလိုက်ရဘလို့ဖြစ်သွားမှန်းတော့မသိရှိရအိမ်အပြန်ကိုမျှော်နေသူနဲ့အိမ်အပြန်လမ်းကိုမမှတ်မိတော့တဲ့သူတို့လေးတွေဝမ်းနဲ့ယုံကလွဲညာကြီးယုံကလွဲရစ်စင်ပဲကြနေတဲ့အပိုင်းစလေးတွေကြားမျက်ရည်ဟာအဖြန်ဖြန်ကြားလို့သူ့သားသမီးငါသားသမီးဘယ်သူမှတ်မိနိုင်ပါလဲဆရာဆန်းကြပြထဲကလို့ဖျားမမြင်အောင်ငါနဲ့ဖွက်ထားတဲ့ဒီနိုင်ငံဟာအပေပုံတစ်ခုတတ်တာဖျားမို့လွတ်ငင်းရာကိုသွားကြအောင်စို့ကလေးတို့ရေမြင်ဝန်းပြက်ဖျားသားမြတ်တော်မူသောအမှုပညာ